ဟုတ်ပြီဒီ fake ညက်တဲ့အခါမှာဘယ်လိုဖြေလဲဟိုအပြင်ဒီမှာဆရာတို့ယူထားပြီဒီမှာside corner point ဟုတ်တယ် side corner point side point front side point ဆိုရင်ဒီမှာဥပမာပြဘောတရားဆရာတို့ mid fake ပေါ့ mid fake လိုက်တယ် mid fake လိုက်တယ် mid fake shape လိုက်တယ် line လိုက်ပြီဆိုရင်ဒီမှာဆရာတို့က0 gauge trimmer နဲ့အရာပေးလိုက်မှာအရာပေးပြီဆိုရင်အောက်ကအပြောင်ဒါအပြောင်ပြောင်းမှာအဲ့တော့ဒီမှာဒီအပေါ်နဲ့ဒီအပေါ်နဲ့ဒီအောက်နဲ့ကိုဖြေရမှာအပြောင်နဲ့အပြောင်ပြီးရင်ဖိတ်မှာပြောင်ပြီးရင်မိန်လာမယ်เนาะအမိန်ပြီးမှအမောင်ပြီးရင်ပိတ်เนาะအဲ့တော့ပြောင်မယ်မိန်မယ်မိန်ရမယ့်နေရာမှာ0ဖြီလဲဆရာတို့ close နဲ့ flipper close နဲ့ဖြီတဲ့ခါမှာဒီကဒီလောက်တစ်ဘက်ကဒီလောက်ကိုစကေးထားပြီးတော့တခါအပေါ်မော်လဲဒီအောက်နဲ့ညီမျှတဲ့စကေးအကွာဝေးကိုထားပြီးမှဖြီရတယ်ဘယ်လိုပုံစံမျိုးလေးဒါသဘောတရားနားလဲအောင်တောင်းမိန်မောင်ပိတ်เนาะတောင်းမိန်မောင်ပိတ်ဒါတစ်ဆင့်အဲ့လိုသွားမှာเนาะတောင်းမိန်မောင်ပိတ်အဲ့လိုသွားမှာဖြစ်တယ်เนาะဒါဆိုလို့ရှိရင်ဒီအမိန်ဖြီးတဲ့အခါမှာအဓိကအရေးကြီးတယ်အဓိကเนาะဒီအောက်ကအပြောင်နဲ့အမိန်ဖြစ်အောင်ထိုးချက်မှာဒီလိုထိုးတဲ့အခါမှာဟန်ချက်ကအပေါ်နဲ့အောက်နဲ့ဒိုလေးဖြစ်နေမှာเนาะဒိုလေးဖြစ်နေရမှာအကွာဝေးတူညီနေရမှာဆရာတို့ vibration တူညီနေလို့လေเนาะ